ရှင်တို့တွေကျမရဲ့ဗီဒီယိုတွေကိုဒါမှန်မှန်ကြည့်ရင်ကျမဘယ်သွားရဲဘာလုပ်တဲ့တတိထားမိမှာပါကျမဒီ၄-၅ရက်အတွင်းပျောက်နေတာရှင်တို့တတိမထားမိဘူးမလားကျမမှာ၄-၅ရက်ကလေးဘက်ကိုရောက်နေရပါတော့ကလေးဘက်မှာဒါကျမရဲ့ဘဝအစစ်အမှန်ကိုကျမလှုပ်ဆောင်နေရတယ်ပေါ့ဒီမှာကအင်တာနက်လိုင်းမရှိဘူးဖုန်းလိုင်းမရှိဘူး wifi မရှိဘူးဘာဆိုဘာမှမရှိဘူးကျမတို့ဟိုးအရင်တုန်းကဘယ်လိုပြောရမလဲဟိုကလေးဘဝတုန်းကလေမီးမရှိတဲ့ခေတ်ကိုပြန်ရောက်သွားသလိုပဲဒီကလေးဘက်မှာလုံးဝမီးမရတာနှစ်ချီနေပါပြီဆိုတော့ကျမတကယ်ချင်းအိမ်ကိုကျမရောက်နေတာပေါ့နော်ဒီမှာဒီ၄-၅ရက်အတွင်းမှာကျမမှာစိုက်ခင်းရေလောင်းရတယ်ပြီးတော့သမင်းကိုမီးပုံနဲ့ချက်ရတယ်ဖုံးအားသွင်းဖို့အတွက်ကိုဆိုလာမီးသုံးရတယ်မီးမရှိလို့ဖျောင်းနိုင်လေးနဲ့နေရတယ်ဘဝတကယ်ကိုအနှစ်တည်းဖြစ်နေရပါတော့ရေချိုးချင်တော့ကျမမှာရေတုံငီလေးနှိပ်ပြီးချိုးရတယ်ဒါကျမရဲ့အခုဖြစ်နေတဲ့ဘဝပါ